အာရခတ်တက်တော်ကရခိုင်ပြည်တပြည်လုံးတိမ့်ပြီးသွားရင်စစ်တပ်နဲ့အပြစ်ရနိုင်လားအာရခတ်တက်တော်ကရခိုင်ပြည်တပြည်လုံးကိုတိမ့်ပြီးသွားရင်တရုတ်နိုင်ငံရဲ့ဂျားဝင်စိတ်ဆက်မှုကြောင့်စစ်ကောင်စီနဲ့အပြစ်ရပြီးຫນွေဦးတော်လှန်ရေးကိုကြောခိုင်းသွားနိုင်ခြေရှိမရှိဆိုတာဟာအလွန်ဖြစ်နိုင်ခြေရှိတဲ့နိုင်ငံရေးလမ်းကြောင်းတစ်ခုဖြစ်ပြီးတော့အောက်ပါအချက်လက်တွေပေါ်မှာမူတည်နေပါတယ်နံပါတ်1ညီနောင်မဟာမိတ်၃ဘွဲ့ရဲ့ရှေ့ဖြစ်စဉ်စံနမူနာများMNDAA နဲ့ TNLA တို့ဟာရှမ်းမြောက်ဒေသမှာ၎င်းတို့ရဲ့နေမီမှန်းချက်တွေပြည့်မီပြီးနောက်တရုတ်နိုင်ငံရဲ့ Hiking သဘောတူညီချက်အရစစ်ကောင်စီနဲ့အပြစ်ရခဲ့ကြပါတယ်။ AA ကလည်းထိုညီနောင်မဟာမိတ်၃ဘွဲ့ရဲ့အဖွဲ့ဝင်ဖြစ်တာကြောင့်မိမိအမျိုးသားရေးရည်မှန်းချက်ပြည့်ဝသွားချိန်မှာအလားတူလမ်းကြောင်းကိုရွေးချယ်ဖို့ရာဂိုင်နှုန်းများပါတယ်။နံပါတ်2တရုတ်နိုင်ငံရဲ့ဖိအားနဲ့ဘုံအကျိုးစီးပွားတရုတ်နိုင်ငံဟာရခိုင်ပြည်နယ်အတွင်းကြောက်ဖြူရည်နဲ့စိတ်ကန်းနဲ့ရေနံနဲ့သဘာဝဓာတ်ငွေပိုက်လိုင်းကဲ့သို့သောအရေးကြီးတဲ့မဟာဗျူဟာမြောက်စီမံကိန်းကြီးတွေရှိပါတယ်။ရခိုင်ပြည်လုံးကို AA ကစိုးမိုးသွားရင်တရုတ်ဟာအဆိုပါစီမံကိန်းတွေဘေးကင်းဖို့အတွက် AA ကိုစစ်ကောင်စီနဲ့အပြစ်ရစဲဖို့ဖိအားပေးမှတေးကြသလို AA အနေနဲ့လည်းဒေတာရင်းတည်ငြိမ်ရေးနဲ့စီးပွားရေးလဲပတ်နိုင်ဖို့တရုတ်ရဲ့ထောက်ခံမှုမဖြစ်မနေလိုအပ်ပါတယ်။နံပါတ်3 AA ရဲ့တိကျအမျိုးသားရေးရည်မှန်းချက် AA ရဲ့ရည်မှန်းချက်ဟာမြန်မာပြည်မှာကအင်အားစုတွေလိုစစ်အာဏာရှင်စနစ်ဖြုတ်ချရေးထက်ရခိုင်ပြည်သူတွေကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့အချုပ်ချအာဏာရရှိရေးကိုပထမဦးစားပေးထားတာဖြစ်ပါတယ်။ဒီမှာတော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်ခြင်းဟာရခိုင်ပြည်နယ်တွင်စစ်ရေးအရအောင်ပွဲရဖို့ဗျူဟာမြောက်မဟာမိတ်ဖွဲ့ခြင်းသာဖြစ်ပြီးရခိုင်ပြည်လုံးကိုသိမ်းပိုက်ပြီးပါကမိမိဒေတာပြန်လည်ထူထောင်ရေးနဲ့တည်ငြိမ်ရေးကိုသာဦးစားပေးပါလိမ့်မယ်။နံပါတ်4လုံးဝကြောခိုင်းခြင်းမဟုတ်ဘဲနီးဗျူဟာပြောင်းလဲခြင်းဖြစ်နိုင်မှုအပြစ်ရလိုက်တော့လဲနေဦးတော်လိုင်းကိုလုံးဝရန်သူလိုကြောခိုင်းသွားမှာမဟုတ်ပါဘူးအဓိကအားဖြင့်ရခိုင်ပြည်ပေါ်မှာတိုက်ပွဲတွေရပ်တန့်ပြီးအုပ်ချုပ်ရေးရန်တွေကတိစောက်ပါမယ်ဒီမှတော်လိုင်းရေးအဖွဲ့တွေဥပမာ PDF BPLA ကရင်နီအဖွဲ့များစတာတွေကိုစစ်တင်တန်းပေးပြီးလက်နက်ခဲယမ်းထောက်ပံ့ပေးခြင်းတို့ကိုတရားမဝင်လမ်းကြောင်းတွေကနေဆက်လက်လှုပ်ဆောင်ပေးခြင်းဖြင့်စစ်ကောင်စီကိုစစ်မျက်နှာဖွင့်ထားစေပြီး၎င်းတို့အပေါ်ဖိအားလျော့နေအောင်ဆက်လက်လှုပ်ဆောင်နိုင်ပါတယ်ခြုံငုံသုံးသပ်ရရင် AA အနေနဲ့ရခိုင်ပြည်လုံးကိုသိမ်းပြီးပါကတရုတ်ရဲ့ဂျားဝင်မှုကြောင့်စစ်ကောင်စီနဲ့စစ်ရေးရအပြစ်ရစဲရေးလမ်းကြောင်းကိုချေဖို့အလွန်နီးစပ်ပါတယ်ဒါဟာຫນွေဦးတော်လှန်ရေးကိုတစ္ဆာဖောက်ပြတာတဲ့မိမိတို့ရဲ့အမျိုးသားရေးအကျိုးစီးပွားနဲ့လက်တွေ့ကျတဲ့နိုင်ငံရေးအခြေအနေအရရွေးချယ်ရမယ့်မဟာဗျူဟာမြောက်လမ်းစဉ်တစ်ခုဖြစ်လာပါလိမ့်မယ်